စွမ်းအားရှိသောစိတ်နဲ့စွမ်းအားပြည့်သောစိတ်ဘုန်းကြီးတို့တွေလူဘဝရထားကြတယ်လူဘဝရထားရုံနဲ့မကဘူးဘုရားမြတ်စွာသာသနာတော်နဲ့လည်းကြုံတွေ့ပြီးတော့နေကြသာသနာတော်နဲ့ကြုံတွေ့နေသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလည်းပဲနာယူမှတ်သားခွင့်ရနာယူမှတ်သားခွင့်ရသည့်အတွက်ကြောင့်အသိဉာဏ်ဘဟုသုတတွေလည်းရှိကြတယ်အဲ့ဒါလိုလူဘဝလည်းရတယ်ဘုရားပွင့်တဲ့အချိန်လည်းကြုံတယ်ဘုရားဟောတဲ့တရားတွေကိုလည်းနာကြရနာကြရသည့်အတွက်ကြောင့်အထိုက်လျောက်အသိဉာဏ်တွေလည်းရနေပြီဆိုတဲ့အခါမှာဘာလုပ်ဖို့လိုအပ်တယ်ကိုဆုံးဖြတ်ပြီးတော့လူတိုင်းဟာကိုယ့်အတွက်လိုအပ်ချက်တစ်ခုဖြည့်ထားဖို့လို့အဲ့ဒီလိုအပ်ချက်ကိုဒီကနေ့ညပြောချင်တာစွမ်းအားရှိသောစိတ်ကလေးတွေဖြစ်ပြီးဖို့လိုအပ်တယ်ပေါ့နော်စွမ်းအားရှိတဲ့စိတ်ရှိပြီးတဲ့နောက်မှာစွမ်းအားပြည့်တဲ့စိတ်လည်းရှိဖို့လိုအပ်တယ်အဲ့တော့စွမ်းအားရှိတဲ့စိတ်ဆိုတာဘယ်လိုစိတ်မျိုးမှစွမ်းအားရှိတာလဲဘာကြောင့်စိတ်စွမ်းအားတွေရအောင်ကြိုးစားရမှာလဲဘယ်လိုလုပ်ပြီးတော့ကြိုးစားရမှာလဲလို့ဆိုတဲ့ဤစနစ်တွေမြတ်စွာဘုရားဟောကြားထားတဲ့ဒေသနာတော်တွေထဲမှာရှိနေသည့်အတွက်ကြောင့်ဘဝတစ်ခုရလာတဲ့အခါမှာအမတ်တမဲ့မနေသင့်ဘူးပေါ့အမတ်တမဲ့မနေသင့်ဘူးကိုယ်စိတ်ကိုစွမ်းအားတွေနဲ့ပြည့်နေအောင်ချွတ်တင်ပြင်ဆင်ထားဖို့လိုအပ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတုတ်တန်တစ်ခုမှဟောထားတာရှိတယ်နာယံကာယောအာဒါယကမနိယောတဲ့စကားလုံးကလွယ်ပါလေနာယံကာယောအာဒါယကမနိယောနောက်ဘဝသွားတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးကိုယူသွားလို့မရဘူးဒါတော့ဟုတ်တာပဲပေါ့နော်လူတွေကခန္ဓာကိုယ်ကြီးကိုထားခဲ့ကြရတာရုပ်ခန္ဓာကိုယ်ကြီးကိုထားခဲ့ကြတာပဲမဟုတ်လားအားလုံးဟာမြတ်စွာဘုရားကအဲ့ဒါပြောတာဒီ body ကြီးပေါ့ that body ကြီးကထားခဲ့ကြလို့နောက်ဆုံးမှာမိတကြိုပြစ်ကြတာမြုပ်နှံပြစ်ကြတာဟိုလူတိုင်းဟာတမန်တော်ဘုရားပြောင်းသွားရင်ဒီခန္ဓာကိုယ်ကြီးကိုထားခဲ့နာယံကာယောအာဒါယကမနိယောတဲ့ဒီခန္ဓာကိုယ်ကြီးဟာယူသွားလို့ရတဲ့အနေအထားမှမရှိဘူးတဲ့ယူသွားလို့မရဘူးအဲ့တော့ယူသွားလို့မရဘူးနောက်ဘဝဆိုတာဘာကိုပြောတာတော့ဆိုစိတ်တန်တရောဟောတိထူးခြားကွယ်လွှားသွားတဲ့စိတ်ကလေးတစ်မျိုးဖြစ်တာပဲရှိတယ်ဒီဘဝကစိတ်အစဉ်နဲ့နောက်ဘဝစိတ်အစဉ်ကွဲပြားခြားနားမှုအမတန်မှကြီးမားတယ်ပေါ့ဆိုပါစို့တရိစ္ဆာန်ဘဝကလူဘဝလာဖြစ်တယ်ဆိုရင်တရိစ္ဆာန်ဘဝကပရိသေရိစိတ်နဲ့လူဘဝပရိသေရိစိတ်ဆိုအလုံးကွဲပြားခြားနားသွားပြီလေအခြေအနေတွေလည်းအများကြီးကွဲပြားခြားထို့တူပဲလူဘဝကသေပြီးတော့တရိစ္ဆာန်ဘဝရောက်သွားပြီဆိုရင်လည်းတရိစိတ်ကကွဲပြားခြားနားသွားဘဝတစ်ခုဟာသုတိစိတ်ရဲ့နောက်မှာပရိသေရိစိတ်ဆိုတာလာစမြဲပဲအဲ့တော့လောကတ attva တွေရနိုင်တဲ့ပရိသေရိစိတ်ဆိုတာ19မျိုးရှိတယ်19မျိုးရှိတယ်အဲ့ဒီ19မျိုးတွေကအဆိုးဆုံးကတစ်မျိုးရှိတယ်အဲ့ဒီအဆိုးဆုံးတစ်မျိုးဆိုတာဘာတော့အကုသိုလ်ရဲ့အကျိုးဆက်ဖြစ်တဲ့ဥပိ္ပခတန္တိရဏစိတ်လို့ခေါ်တယ်ဒါအဘိဓမ္မာတန်းနဲ့ပြောရတာဥပိ္ပခတန္တိရဏဒီလိုပဲမှတ်တာအကုသိုလ်ရဲ့အကျိုးဆက်ဖြစ်တဲ့ဥပိ္ပခတန္တိရဏစိတ်အဲ့ဒီဥပိ္ပခတန္တိရဏစိတ်ဆိုတာဒီတရေစိတ်ကလေးဟာအကုသိုလ်ကြောင့်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ဘယ်ပုံဘယ်ဘဝတွေမှာပေါ်တတ်တယ်လဲလို့ဆိုလို့ရှိရင်ငရဲတရိစ္ဆာန်ပြိတ္တာအတုရကဲဆိုပုံဘဝတွေမှာတွားပေါ်တယ်ဆိုပါစို့ခွေးဖြစ်တယ်ဆိုရင်လည်းအဲ့ဒီစိတ်နဲ့စမှာပဲငရဲကြတယ်ဆိုရင်လည်းအဲ့ဒီစိတ်နဲ့ပဲစမှာပြိတ္တာဖြစ်တယ်အတုရကဲဖြစ်တယ်ဆိုဒီစိတ်နဲ့ပဲစမှာအဲ့ဒီစိတ်ရဲ့အခြေအနေဟာ
ကောင်းလာဖို့အနေထားတစ်ခုမှမရှိဘူးသူကအဟိတ်လို့ခေါ်တဲ့စွမ်းအားလည်းမရှိတဲ့စိတ်မျိုးလည်းဖြစ်တယ်အကုသိုလ်ရဲ့အကျိုးဆက်ကလည်းဖြစ်သည့်အတွက်ကြောင့်မကောင်းတဲ့အကျိုးတွေကိုအလုံးလက်ခံပြီးတော့ထားနိုင်တဲ့စိတ်ပဲဘယ်အရာကိုမှတွန်းလှန်နိုင်စွမ်းမရှိဘူးမကောင်းတဲ့အကျိုးမှန်သမျှအလုံးကြိုးဆိုလက်ခံနေတဲ့စိတ်ဆိုဘယ်မှာကောင်းနိုင်ကြရှိနေပေါ့အဲ့တော့ဘဝတစ်ခုကဒီတရေစိတ်တွေကအဆုံးဆုံးအကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ဒီတရေစိတ်လေးကတစ်ခုကျန်တာက18ခုလို့ပြောလို့ရတယ်အဲ့ဒီ18ခုထဲမှာလူသားတွေနဲ့ဆိုင်တဲ့တရေစိတ်က9ခုပဲရှိ9ခုပဲရှိအဲ့ဒီ9ခုကဘာတွေတုံးလို့ဆိုလို့ရှိရင်ကုသိုလ်ရဲ့အကျိုးဆက်ဖြစ်တဲ့ဥပေက္ခတန်တိရဏစိတ်ဒါကလူသားတွေထဲမှာအညံ့ဆုံးသောတရေစိတ်ပဲအဟိတ်ပရိတ္တိလို့လည်းခေါ်တယ်ပေါ့ဘာဖြစ်လို့အဟိတ်ပရိတ္တိလို့ခေါ်တာတော့ဆိုရင်အလောဘဆိုတဲ့စွမ်းအားရှိတဲ့သဘောတရားအဒေါသဆိုတဲ့စွမ်းအားရှိတဲ့သဘောတရားအမောဟဆိုတဲ့စွမ်းအားရှိတဲ့ကုသိုလ်ကိုအခြေခိုင်စေတဲ့ဒီသဘာဝစွမ်းအားတွေသူ့မှာမရှိဘူးမရှိသည့်အတွက်ကြောင့်အမတန်မှအားပြော့တဲ့စိတ်ဖြစ်သည့်အတွက်ကြောင့်အဲ့ဒီစိတ်ဟာဒီတရေစိတ်နဲ့ပရိတ္တိနေရတဲ့လူတွေဟာဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တတ်တယ်ဆိုတော့ဆွမ်းအနာမကြားတို့ဒီလိုဖြစ်တယ်မွေးကြတဲ့ကမျက်စိမမြင်တာတို့နော်ဆွမ်းအနာမကြားဒီလိုဟာမျိုးတွေပရိတ္တိကြတဲ့ကဆွမ်းအနာမကြားဖြစ်လာတယ်ဆွမ်းအနာမကြားဖြစ်ရုံနဲ့မကဘူးအုံနောက်ကြက်မပြေတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းဖြစ်လာတတ်တယ်ဒါလူသားတွေမှာဖြစ်တယ်ကုသိုလ်ရဲ့အကျိုးဆိုပေမဲ့လို့လုံလောက်တဲ့ကုသိုလ်ရဲ့စွမ်းအားမရှိသည့်အတွက်ကြောင့်အဲ့ဒီလိုအညံ့နဲ့လာတွေ့တာလောကမှာလူသားတွေဒါမျိုးတွေရှိတယ်အများကြီးရှိတယ်နော်ကောင်းပြီကျန်တဲ့လူတွေနဲ့ဆိုင်တဲ့တရေစိတ်10မျိုးဆိုတာဘာလဲလို့ဆိုရင်မဟာဝိပဿစိတ်10ခုလို့ခေါ်တယ်အသိဉာဏ်ရှိတာက4ခုအသိဉာဏ်မရှိတာက4ခုအသိဉာဏ်ရှိမရှိဒီနှစ်ခုကိုခံစားချက်ကဝမ်းမြောက်ဝမ်းသာဖြစ်တာနဲ့ဝမ်းမြောက်ဝမ်းသာမဖြစ်တာဒီနှစ်ခုကိုနှစ်ခုနဲ့မြောက်ရင်၄ခုဖြစ်တယ်ထက်မြက်မှုရှိမရှိနှစ်ခုနဲ့ထပ်မြောက်လို့ရှိရင်၈ခုဖြစ်တယ်အဲ့ဒါကိုပဲမဟာဝိဘပရိတ္တိစိတ်၈ခုလို့ပြောတာနော်အဲ့ဒီ၈ခုတည်းကပရိတိယလူသားတွေဟာအဲ့ဒီ၈ခုတည်းအကောင်းဆုံးကတော့ဘာလို့ဆိုရင်အတိညာဏ်နဲ့ရှင်တဲ့ညာဏတံပယုတ်လို့ခေါ်တယ်အသိဉာဏ်နဲ့ရှင်တဲ့မဟာဝိပဿစိတ်၄ခုဟာကောင်းဆုံးလို့ပြောတာအဲ့ဒါနဲ့တရေတီးလာတဲ့လူသားတစ်ယောက်ဟာဘယ်အရာပဲဖြစ်ဖြစ်စဉ်းစားဉာဏ်ရှိပြီးတော့တရားဓမ္မချစ်ကြကြုတ်ကိုအားထုတ်မယ်ဆိုလို့ရှိရင်လည်းထူးထူးခြားခြားပေါက်ရောက်မယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရေစိတ်ဟာဘယ်ဟာလဲလို့ဆိုရင်သောမနတနဲ့ဝမ်းမြောက်မှုနဲ့ရှင်ပြီးတော့အသိဉာဏ်နဲ့ရှင်ပြီးထက်မြက်တဲ့ပထမဆုံးသောမဟာဝိပဿစိတ်ပဲဒါမြတ်စွာဘုရားရဲ့တတိစိတ်လို့ခေါ်တယ်လူသားထဲမှာအကောင်းဆုံးသောတတိစိတ်ပဲအဲ့ဒီတတိစိတ်တွေနဲ့ရှင်းလာပြီဆိုလို့ရှိရင်ထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်အခြေခံကောင်းသည့်အတွက်ကြောင့်ထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့အဲ့တော့ဘဝတစ်ခုကိုစပြုပြီဆိုတဲ့နေရာမှာဟောဒီစွမ်းအားရှိတဲ့စိတ်နဲ့အစာပြုမိဖို့လိုအပ်တယ်ပေါ့စွမ်းအားမရှိတဲ့စိတ်နဲ့အစာပြုလိုက်ပြီဆိုရင်တဘဝလုံးကဘာမှအသုံးမကျတော့အသုံးကျတဲ့ဘဝတစ်ခုကိုရောက်သွားတယ်ဒါကြောင့်မို့ကိုယ့်ကိုယ်ဆန်းစစ်ကြည့်ပေါ့ဘုန်းကြီးတို့တွေဟာလူလာဖြစ်ကြတယ်လူဖြစ်ပြီးတဲ့အခါမြတ်စွာဘုရားရဲ့သာသနာတော်နဲ့လည်းကြုံတွေ့တယ်တရားဓမ္မတွေကိုလည်းပဲနာယူခွင့်ရကြနာယူခွင့်ရရုံနဲ့မကဘူးမြတ်စွာဘုရားရဲ့တရားတော်တွေကိုလည်းအထိုက်လျောက်သိနိုင်တဲ့ဉာဏ်ရည်ဉာဏ်သွေးတွေရှိကြတယ်ဟဲ့ဆိုတော့ကိုယ့်ကိုယ်ပြန်ပြီးတော့အကဲခတ်မယ်ဆိုလို့ရှိရင်တို့တွေရထားတဲ့စိတ်ဟာစွမ်းအားရှိတဲ့စိတ်တစ်ခုပဲလို့အဲ့ဒီစွမ်းအားရှိတဲ့စိတ်ကိုဘုန်းကြီးတို့တွေအသုံးချဖို့စွမ်းအားတွေမြင့်တင်ပေးဖို့လိုအပ်တယ်စွမ်းအားပြည့်သွားအောင်လုပ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတော့အဲ့တော့ကောင်းပြီ
တာမန်အားဖြင့်တော့သူကစွမ်းအားပြည့်လာမှာမဟုတ်ဘူးရသော်ဘုရားခုနဟောထားသလိုနာယံကာယောအာဒါယကမဏီယောအယံကာယောဤယုတ်ခန္ဓာကိုယ်ကြီးကအာဒါယကမဏီယောယူသွားလို့ရတဲ့အရာမဟုတ်ဘူးတဲ့နအာဒါယကမဏီယောယူသွားလို့ရတဲ့အရာမဟုတ်ဘူးစိတ်တန်တရောထူးခြားကွဲလွဲတဲ့စိတ်ကလေးနဲ့ပဲစားကြရတယ်ဟောဘဝတစ်ခုဆိုတာဒီလိုသွားတယ်အဲ့တော့ဒီဒေသနာတော်အရာဘုန်းကြီးတို့တွေဘာအရေးကြီးဆုံးလို့ဆိုရင်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေမြင့်တင်ဖို့ပါအရေးကြီးတယ်ပေါ့ဟောစိတ်ဆွမ်းအားကိုဒါကြောင့်မို့မြတ်စွာဘုရားဒေသနာတော်တွေထဲဟောတယ်လေစိတ်ကိုဖြူစင်အောင်ထားကိုယ်စိတ်လေးကိုဖြူစင်အောင်လုပ်စိတ်ရဲ့ဆွမ်းအားတွေဟာအမတန်မှကြီးမားတယ်လို့ထို့ဒေသနာတော်တွေမှာမြတ်စွာဘုရားဟောထားတာတွေရှိတယ်ဒါကြောင့်မို့လို့စိတ်ဆွမ်းအားမြင့်တင်ပေးဖို့ဘုန်းကြီးတို့တွေဗုဒ္ဓမြတ်စွာရဲ့နိလန်းအတိုင်းဘဝတစ်ခုရထားတဲ့အခါမှာကြိုးစားအထောက်ကြဖို့လိုအပ်တယ်အဲ့ဒါလိုကြိုးစားအထောက်မှုမရှိဘဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်တော့ခုနကစွမ်းအားမရှိတဲ့စိတ်မျိုးရသွားရင်ဒုက္ခတွေနဲ့တွေ့ကြုံရပြီတဘဝလုံးအတွက်လုံးဝနစ်နာဆုံးရှုံးသွားပြီးတော့ဘာကူမှပြန်ရနိုင်မှာမဟုတ်ဘူးပေါ့အေးဒါကြောင့်မို့လို့စိတ်ဆွမ်းအားတွေကိုဘာနဲ့မြင့်ညတ်မလဲဘယ်လိုမြင့်ညတ်ကောင်းတဲ့အခြေအနေတွေတို့တွေရထားကြပြီကောင်းတဲ့အခြေအနေရထားလို့ပြမက်ကလည်းပဲအထောက်အကူမြတ်စွာဘုရားသာသနာဆိုတာတွေ့ရပြီဘုရားဟောတဲ့တရားတွေကြားနာခွင့်ရကြပြီထိုကြားနာခွင့်ရသည့်အတိုင်းအသိဉာဏ်တွေလည်းထိုက်တဲ့လျောက်ရထားကြပြီရထားတဲ့အခါကိုယ့်ရဲ့စိတ်ဆွမ်းအားကိုဘယ်ပုံမြင့်တင်ကြဘာတွေနဲ့မြင့်တင်ကြမလဲလို့ဆိုတာမြတ်စွာဘုရားဟောထားတဲ့စိတ်ဆွမ်းအားမြင့်တင်ဖို့ရာအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတဲ့ယုံကြည်မှုဆိုတဲ့တတ္ထာတရားအဲ့ဒီတတ္ထာဆိုတဲ့စွမ်းအားနဲ့စိတ်ကိုထုံမှန်းပြီးတော့ထားရတတ္ထာပရိဘာဝိတာတတ္ထာပရိဘာဝိတာစိတ်တရားလေးနဲ့ထုံမှန်းပေးထားလို့ရှိရင်ဒီစိတ်ကလေးဟာစွမ်းအားတွေတက်လာ။ဒါမို့တရားတရားရှိလို့အခုတို့တရားပွဲကိုရောက်ပြီးတော့တရားနာနိုင်တာတရားတရားရှိလို့လူနာတရားနိုင်တာတရားတရားရှိလို့သီလဆောက်တည်နိုင်တာကုသိုလ်ကောင်းမှုတွေကိုလုပ်နိုင်ဟောဒီတရားစွမ်းအားကြောင့်မို့လို့တရားနဲ့ထုံမှန်းလိုက်သည့်စိတ်ရဲ့စွမ်းအားကြောင့်ကုသိုလ်ကောင်းမှုတွေခုလုပ်ခွင့်ရတယ်တရားဓမ္မနဲ့ကြားနာနိုင်တဲ့အနေအထားမျိုးရဒါဖြင့်တရားဆိုတာဘယ်လိုဟာကိုခေါ်တာလဲလို့ဆိုလို့ရှိရင်တတ္တာဆိုတဲ့အဓိပ္ပာယ်ကအလုံးဘာသာပြန်ပြီးတော့ပြောနေတာတော့ယုံကြည်တာကိုတရားလို့ဒီလိုခေါ်တယ်အဲ့တော့ယုံကြည်တယ်ဆိုတာဘာကိုယုံကြည်တာလဲယုံကြည်တယ်ဆိုတာလက်ခံတာပဲနော်ယုံတယ်ဆိုတာလက်ခံအဲ့တော့ဘာကိုလက်ခံတာကိုတရားလို့ပြောတာတော့လို့ဆိုတဲ့အခါမှာကိုလုံးတဲ့အလုပ်တစ်ခုဟာကောင်းတာလုပ်သည်ဖြစ်စေမကောင်းတာလုပ်သည်ဖြစ်စေအဲ့ဒီအလုပ်ရဲ့အကျိုးတရားဆိုတာရှိတယ်လို့လက်ခံအရာပြောမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်လို့ဒီလိုပြောတာကံကံဤအကျိုးလက်ခံတယ်ဆိုတာကိုလှုပ်တာကိုလက်ခံတဲ့သဘောပဲမြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်လေယံကမ္မံကရိတ္တန္တိကလျာဏံဝါပါပကံဝါတတ္တကမ္မတ္တထာယတာဝိထာမဘယ်လိုပဲဖြစ်ဖြစ်တဲ့ဟောကောင်းတာလုပ်မယ်ဆိုးတာလုပ်မယ်အဲ့ဒီအကောင်းဆိုးလို့ဆိုတဲ့ခုလုံးသမျှရဲ့ကောင်းမွေဆိုးမွေတွေကိုလုပ်တဲ့လူပဲဆက်ခံရတယ်အဲ့ဒီတဘောကိုယုံကြည်လက်ခံတာတတ္ထာပဲပေါ့အဲ့ဒီတတ္ထာဟာအသိဉာဏ်နဲ့ရှင်တွဲလာတဲ့အခါကျတော့ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဒီလိုခေါ်ပြန်တယ်တမ္မာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်ကိုပြောတာမှန်ကန်တဲ့အမြင်ချီးမွမ်းမွယ်ကောင်းတဲ့အမြင်မှန်ကန်တဲ့အမြင်ဆိုတာကံဆိုတာရှိတယ်ကံရဲ့အကျိုးတရားဆိုတာရှိတယ်လို့ကိုလုပ်တဲ့အလုပ်ရဲ့တန်ဖိုးကိုအတိအမှတ်ပြုပြီးတော့လက်ခံတဲ့သဘောပြီးတဲ့သဘောအဲ့တော့ယုံကြည်တာကြတော့တတ္ထာသိမြင်တာကြတော့အတိညာအဲ့ဒီနှစ်ခု
ကာမတက္ကတာသမ္မာဒိဋ္ဌိဆိုတာကြတော့ပညာကိုပြောတာအဲ့ဒီပညာရှိထားတဲ့ပုဂ္ဂိုလ်ဟာကံကံ၏အကျိုးလက်ခံတာကြတော့တတ္ထာလို့ဒီလိုပြောတာအဲ့ဒီတတ္ထာဆိုတာရှိဖို့အမှန်တမ်းလိုအပ်တယ်ကဲစဉ်းစားကြည့်လိုက်ကိုလှုပ်တာကိုအသိမှမပြုဘူးဆိုတဲ့လူတယောက်ဟာလူတော်လူကောင်းဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်ပေါ့ဆိုပါတော့ကောင်းတာလုပ်ရင်လည်းကောင်းကျိုးရမယ်ဆိုးတာလုပ်ရင်လည်းပဲဆိုးကျိုးတွေခံရမယ်ကိုလှုပ်တာကိုလည်းပဲသက်ဆိုင်တယ်လို့အတွေးခေါ်ရှိတဲ့ပုဂ္ဂိုလ်ကတူအဲ့ဒါလို့မမြင်မဲနဲ့ကံဆိုတာမရှိဘူးကုသိုလ်ကံအကုသိုလ်ဆိုတာအလကားပြောတာမရှိဘူးကောင်းတာလုပ်လဲကောင်းတာဖြစ်ချင်မှဖြစ်တယ်ဆိုးတာလုပ်လဲဆိုးတာဖြစ်ချင်မှဖြစ်တယ်ဘာမှကောင်းဆိုးဆိုတာသူဖြစ်ချင်တာဖြစ်တာလို့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ကကံကံအကျိုးလက်မခံရရောက်တယ်အဲ့တော့လက်ခံတဲ့လူနဲ့လက်မခံတဲ့လူဘာကွာတုံးဆိုတော့ကြည့်လက်မခံတဲ့လူကသူလှုပ်ချင်တာလှုပ်မယ်လက်ခံတဲ့လူကြတော့သူကစဉ်းစားလာတယ်ကံကံအကျိုးဆိုတာရှိတယ်ငါမကောင်းတာတွေလုပ်လို့ရှိရင်မကောင်းတဲ့အကျိုးတွေငါခံရမှာပဲလို့သူမစဉ်းစားပေဘူးလားအဲ့ဒါလို့စဉ်းစားလာလို့ရှိရင်ဒီလူဟာလူကောင်းဖြစ်မလာပေဘူးလားကောင်းတာလုပ်လဲကောင်းတာဖြစ်တာမဟုတ်ဘူးကံကံအကျိုးဆိုတာမရှိဘူးအလကားပြောတာဟိုဘဝဟိုကိုခံဒီဘဝဒီကိုဆံဆိုပြီးတော့ကံကံအကျိုးကိုညှင်းပယ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာဖြစ်တယ်လို့နေမှာပဲလှုပ်ချင်တာလှုပ်မှာပဲသူကအဲ့တော့လူတော်လူကောင်းဖြစ်နိုင်ပါမလားအဲ့ဒီပုဂ္ဂိုလ်အဲ့ဒါလို့ကံကံအကျိုးယုံကြည်လက်ခံမှုမရှိဘူးကမ္မတက္ကတာတမ္မာဒိဋ္ဌိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအောက်ထစ်ဆုံးလူတော်လူကောင်းကိုမဖြစ်နိုင်။ဘာဖြစ်လို့လဲဆိုသူ့ရဲ့အမြင်ကိုကသူလှုပ်ချင်တာလှုပ်တော့အဲ့ဒါကြောင့်မို့လို့ဒီအမြင်တစ်ခုဟာအန္တမအရေးကြီးတယ်အမြင်မှားသွားလို့ရှိရင်လှုပ်ချင်လို့အမြင်မှန်းနေသည့်အတွက်ကြောင့်ကောင်းကံဆိုးကံကောင်းမွေဆိုးမွေဆိုတာလှုပ်သူနဲ့ပဲပတ်သက်တယ်ဆိုတဲ့ဒီကမ္မတက္ကတာဓမ္မဒိဋ္ဌိအမြင်ဆိုတာရှိနေတဲ့ပုဂ္ဂိုလ်ဟာဘယ်နည်းနဲ့မဆိုသူကမကောင်းတဲ့အမွေတော့မခံနိုင်ဘူးပေါ့လူတိုင်းဟာအကောင်းပဲလိုချင်တာပေါ့အဆိုးသူကမလိုချင်ဘူးဒါကြောင့်မို့လို့မကောင်းတဲ့အကျိုးတွေသူ့တဏ္ဍမှာရောက်လာမှကြောက်တယ်ကြောက်သည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်ကိုရှောင်တယ်ကောင်းတာတွေကိုလုပ်တယ်ဆိုတော့လူတော်လူကောင်းဖြစ်မလာနိုင်ဘူးလားဒါကြောင့်မို့လို့ကာမတက္ကတာသမ္မာဒိဋ္ဌိဆိုတာတကယ်ကိုအ ਨੇ ဆုံးလိုအပ်ချက်တစ်ခုပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကဝိနည်းကျမ်းတွေမှာပြညတ်ထားတာရှိတယ်ဘာသာခြားတစ်ယောက်ဟာတခြားဘာသာဝင်ပုဂ္ဂိုလ်တူခံယူပြီးတော့ဘုရားဘာသာပဲကူးပြောင်းနေတယ်ဆိုလို့ရှိရင်တဲ့လေးလစောင့်ဆိုင်ပြီးတော့လေ့ကျင့်ခန်းသင်တန်းယူရမယ်လေးလစောင့်ဆိုင်ပြီးတော့သင်တန်းယူရသို့တော့ကံကံဤအကျိုးကိုလက်ခံတဲ့ကာမတက္ကတာတမ္မာဒိဋ္ဌိရှိရင်လေးလဆိုင်ကြမလို့ဘူးဆိုရင်ဝိနည်းစကံရှိတယ်အဲ့ဒါဘာလို့လို့ဆိုရင်ဗုဒ္ဓဘာသာရဲ့အဓိကအခြေခံအကြောင်းတရားကကံကံဤအကျိုးကိုလက်ခံခြင်းပဲဖြစ်တယ်ပေါ့ဒီဟာကအမတ္တမအရေးကြီးတဲ့အခြေခံတစ်ခုဖြစ်တယ်ဒါကြောင့်မို့တတ္ထာဆိုတာကံကံဤအကျိုးကိုလက်ခံပြီးတော့ကံကံဤအကျိုးရှိတယ်လို့သိမြင်တဲ့ကာမတက္ကတာတမ္မာဒိဋ္ဌိဟာတကယ်ကိုဘုရားဘာသာဝင်ဖြစ်ဖို့အတွက်အခြေခံကောင်းတစ်ခုပဲလို့ဒီလိုမှအဲ့တော့ဒီလိုအရေးကြီးတဲ့တတ္ထာတရားနဲ့ကိုယ်စိတ်လေးကိုထုံမှန်းထားဖို့လိုအပ်တယ်တရားတရားရှိလာပြီဆိုလို့ရှိရင်ဘာတွေဖြစ်လာတရားတရားကိုမြတ်စွာဘုရားကလက်နဲ့ဥပမာတူတယ်လို့ဟောထားတာလက်ရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာလိုချင်တာကိုကောက်ယူလို့မရဘူးလားကိုလက်မရှိဘူးလို့စိတ်ထဲမှာလက်ကိုအတွေးနဲ့ဖြောက်ပြီးတော့ကြည့်ထားတယ်တခုဘာနဲ့ကောက်အမ္တမခရင်သွားလိုက်ဟုတ်ကဲ့လက်နှစ်ဖက်ကိုချုပ်ကင်ထားပြီးတော့တခုခုတွေးပြီးဆိုရင်ဘာနဲ့ကောက်ယရနာတွေးပြီးဆိုရင်ဘာနဲ့ကောက်ဖို့ရမလွယ်တော့နော်အဲ့တော့လက်မရှိဘူးဆိုလို့ရှိရင်ကောက်နိုင်တဲ့ဆွမ်းအားရှိပါမလားအဲ့ဒါလိုပဲလူရဲ့စိတ်ထဲမှာတရားဆိုတာမရှိဘူးဆိုရင်ကုသိုလ်ဆိုတဲ့ယရနာကိုရအောင်ယူနိုင်စွာမရှိဘူးဒါမို့တရားမရှိဘူးဆိုလို့ရှိရင်တရားနာဖို့လည်းစိတ်ဝင်စားဘူး
ဒါနကောင်းမှုလုပ်ဖို့လည်းစိတ်ဝင်စားဘူးသီလဆောက်တည်ဖို့လည်းစိတ်ဝင်စားဘူးဥပုသ်စောင့်ဖို့လည်းစိတ်ဝင်စားဘူးကမ္မထံတရားအထုတ်ဖို့လည်းစိတ်ဝင်စားဘူးဆိုတန်ဖိုးရှိတဲ့ကုသိုလ်တွေ तू မယူဘူးဆိုတဲ့အဓိပ္ပာယ်မရပေဘူးလားအေးအဲ့ဒါဘာဖြစ်လို့မယူတာတော့ဆိုတရားဆိုတဲ့လက်ကင်းမဲ့နေလို့ပဲလို့ဒီလိုဟောတာနော်နောက်တစ်ခုတရားဆိုတာဘာနဲ့ဥပမာတူတော့ဆိုမျိုးစေ့နဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားဟောတယ်တတ္ထာဘီဇံတဲ့တရားဆိုတာမျိုးစေ့နဲ့တူတယ်ကဲမျိုးစေ့ဟာအလုံးနှစ်ခုလုတ်တယ်တဲ့မျိုးစေ့ကမျိုးစေ့နဲ့စိုက်ပျိုးနေကြတဲ့လူတွေမျိုးစေ့ဟာအလုံးဘယ်နှခုလုတ်တယ်လဲဆိုတာစဉ်းစားမိမှစဉ်းစားမိခေါင်းမိလိုက်သို့တော့စာပေကျမ်းကမှမျိုးစေ့ကအလုံးနှစ်ခုလုတ်တယ်ဆိုတာကိုရှင်းပြထားတယ်ဘယ်လိုအလုံးနှစ်ခုလုတ်ထားတော့ဆိုကြည့်တရက်စိတ်လေးကိုစိုက်လိုက်လို့ရှိရင်အဲ့ဒီအစိတ်လေးကအောက်ကိုအမြင့်ဆင်းလာတာတစ်ခုအပေါ်ကိုအညောင်ကလေးထွက်လာတာတစ်ခုနှစ်ခုမနေဘူးလားဟောအမြင့်သက်ဆင်းတာလဲဟောဒီမျိုးစေ့ကဖြစ်တာပဲအပေါ်ကိုအညောင်ကလေးတက်လာတာလည်းပဲဟောဒီမျိုးစေ့ကလှုပ်တာပဲဆိုတော့ဟောမျိုးစေ့ကအလုံးတစ်ခုကိုလှုပ်တယ်တဲ့ထို့တူပဲတရားတရားဟာမျိုးစေ့နဲ့အလားတန်တူတယ်တဲ့မျိုးစေ့နဲ့အလားတန်တူတဲ့တရားတရားကအလုံးနှစ်ခုဖြစ်ပေါ်စေတယ်ဘာကိုဖြစ်ပေါ်စေတော့ဆိုအမြင့်နဲ့အလားတန်တူတဲ့ကိုချင်းသီလကိုလည်းပဲတရားကဖြစ်ပွားစေတယ်သမထဝိပဿနာလို့ဆိုတဲ့အညွန့်အညောက်ကိုလည်းတက်စေနိုင်တယ်လို့ဆိုထားတာအဲ့တော့ဆိုလိုတာကတရားတရားရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသီလဆောင်မှုလည်းဝန်မလေးဘူးသမထဝိပဿနာကမ္မထံကျင့်ကြံကြိုးကိုအထုတ်ဖို့ဆိုတာလည်းဝန်မလေးဘူးလို့ဒီလိုပြောတာနော်အဲ့ဒါကြောင့်မို့လို့ဒီတတ္တရာဆိုတဲ့ဒီစွမ်းအားတစ်ခုနဲ့မိမိစိတ်ကလေးကိုထုံမှန်းထားဖို့လိုအပ်တယ်ဒါဖြင့်ဒီလောက်တန်ဖိုးရှိတဲ့တရားတရားရှိမှကုသိုလ်ဆိုတာဖြစ်တယ်တရားတရားရှိမှကုသိုလ်ဆိုတာလုပ်ဖြစ်တယ်အဲ့ဒါလောက်တန်ဖိုးရှိတဲ့တရားတရားရဲ့စွမ်းအားတွေကိုဘယ်လိုလုပ်မြင့်မလဲတရားတရားရဲ့စွမ်းအားတွေကိုမြင့်ရင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်ဘုရားကုံကိုအာယုံပြုပြီးတော့လည်းမြင့်လို့ရတယ်တရားကုံကိုအာယုံပြုပြီးတော့လည်းမြင့်ပေးလို့ရတယ်တန်ခါကုံကိုအာယုံပြုပြီးတော့လည်းမြင့်တင်ပေးလို့ရတယ်တဲ့ဟောဘုရားကုံတရားကုံတန်ခါကုံတွေဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့ဒါတွေကိုအာယုံပြုပြီးတရားတရားကောင်းတဲ့ပုဂ္ဂိုလ်တွေရဲ့အရည်အချင်းတွေအဲ့ဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့တရားစွမ်းအားလေးနဲ့စိတ်ကိုထုံမှန်းပြီးတော့ပေးရမယ်တဲ့အဲ့ဒါကြမှာကိုယ်စိတ်လေးဟာစွမ်းအားတွေပြည့်လာမယ်ဒီလိုဆိုလိုတာနော်စွမ်းအားတွေရှိလာတရားတရားစွမ်းအားတွေရှိလာတဲ့စိတ်ဟာဘယ်တော့မှတွန်းဆုတ်သွားတာမရှိဘူးဒါကြောင့်မို့လို့လူတွေကပြောတယ်ဩဒီလိုကတရားတရားကောင်းလိုက်တာတရားတရားစွမ်းအားပြည့်နေတဲ့စိတ်ဟာနော်ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးဘာလို့အလို့ဝန်မလေးတော့နောက်ဆုံးမှာတရားတရားမရှိဘူးဆိုလို့ရှိရင်ဒီအိမ်ရှိတဲ့ဘုရားပန်းလဲဖို့တောင်ပြင်းလိုက်တယ်နော်စိတ်မဝင်စားဘူးဟောရေချမ်းတင်မို့လည်းစိတ်ဝင်စားဘူးဆင်ပြီးထုံးမို့လည်းစိတ်ဝင်စားဘူးကုသိုလ်ဆိုရင်ဘာတစ်ခုမှစိတ်ဝင်စားဘူးဟောဖြစ်လာအဲ့ဒါဘာလို့ဆိုတရားတရားကင်းမဲ့တယ်စိတ်ဆွမ်းအားပါကြပြီးတယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဖြစ်တဲ့နေရာမှာတရားဆွမ်းအားဟာအမြဲတမ်းအရေးကြီးသည့်အတွက်ကြောင့်တရားစွမ်းအားနဲ့ကိုယ်စိတ်လေးကိုထုံမှန်းပေးရမယ်တရားတရားမကောင်းသေးရင်ကောင်းလာအောင်လုပ်ပေးရတရားတရားကောင်းအောင်ဘယ်လိုလုပ်လဲဘုရားကုံကိုအာယုပြုပြီးတော့တရားတွေထက်လာအောင်လုပ်မယ်တရားကုံကိုအာယုပြုသံဃာကုံကိုအာယုပြုတရားတရားတွေထက်တန်လာအောင်လုပ်ရမယ်တရားတရားကောင်းတဲ့ပုဂ္ဂိုလ်တွေရဲ့ဂုဏ်အရေးချင်းတွေကိုအာယုပြုပြီးတော့မိမိစိတ်ကိုတရားတရားတွေထုံမှန်းလာအောင်ထက်တန်လာအောင်ကြိုးစားပေးရလေ့ကျင့်ပေးရမယ်မလေ့ကျင့်ပဲနဲ့ဒီတရားတရားဆိုတာသူကသူကောင်းလာတာမဟုတ်ဘူးတဲ့နော်အဲ့တော့လူတွေဟာဒီအပြေးသမားတို့အားကစားသမားတွေတို့ဆိုတာနေ့စဉ်နဲ့ည exercise ဆိုတာလုပ်ကြရတာပေါ့အဲ့ဒါလို့လေ့ကျင့်ခန်းဆိုတာလုပ်ရအဲ့ဒါလို့လုပ်တယ်လို့ပဲကိုယ်စိတ်ကိုလည်းဒီတိုင်းမထားရအောင်လေ့ကျင့်ခန်းလုပ်ရမယ်လေ့ကျင့်ခန်းဝင်ရတရားစွမ်းအားတွေမြင့်မို့ရအတွက်လေ့ကျင့်ခန်းတွေလုပ်ပြရမယ်ကံကံဤအကျိုးတွေကိုဆင်ញင်စဉ်းစားပေးတယ်နော်ဟော
ကုသိုလ်ကံရှိသည့်အတွက်ကြောင့်အကျိုးပေးတဲ့ပုဂ္ဂိုလ်တွေကိုဆင်ခြင်စဉ်းစားမယ်တရားစွမ်းအားမြင့်တဲ့ပုဂ္ဂိုလ်တွေကိုဆင်ခြင်စဉ်းစားပေးမယ်အဲ့ဒီလိုဘုရားကုံတရားကုံသံဃာကုံကြီးညိုပွဲရာဂုံတွေအာယုပြုပြီးတော့ကိုယ့်ရဲ့တရားစိတ်လေးဟာလန်းဆန်းလာအောင်စိတ်ကိုတရားလေးနဲ့ထုံမှန်းပေးနိုင်အောင်ကြိုးစားအထောက်ပါတဲ့အဲ့ဒီကြမှာတရားစွမ်းအားနဲ့ထုံမှန်းထားတဲ့စိတ်လေးဟာစွမ်းအားရှိတဲ့စိတ်ကလေးဖြစ်လာပါလိမ့်မယ်ဟောနောက်တစ်ခုတရားနဲ့ထုံမှန်းပြီးတဲ့အခါကျတော့စိတ်ကိုဘာနဲ့ထုံမှန်းမှုလိုအပ်သေးလဲလို့ဆိုရင်သီလဒါဖြင့်သီလဆိုတာလူတကာကတော့ပြောနေကြတာပဲသီလဆိုတာဘာကိုခေါ်တာလဲလို့ပြောမယ်ဆိုလို့ရှိရင်ဒုစရိုက်ကရှောင်တာသီလဟောဒုစရိုက်ကရှောင်ခြင်းမှုဟာသီလနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်ဒုစရိုက်ကရှောင်ခြင်းမှုတွန်းအားရှောင်ခြင်းတဲ့စေတနာစွမ်းအားတွေကိုသီလလို့ခေါ်တယ်သီလနဲ့ပတ်သက်ပြီးတော့ပဋိသင်္ဍိဓမ္မပါဠိမှာဆိုလို့ရှိရင်ကိန်းသီလံသီလဆိုတာဘာလဲလို့ဆိုပြီးတော့မေးခွန်းထုတ်ပြီးဖြေထားတာရှိစေတနာသီလံစေတသိကံသီလံတံဝရောသီလံလို့ဆိုပြီးတော့သီလဆိုတာဘာကိုပြောတာတော့ဆိုစေတနာကိုလည်းသီလလို့ခေါ်တယ်စေတနာဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုသူများအသက်တတ်ခြင်းမှာရှောင်ကျင်ကြောင်းစေတနာသူများဥစ္စာခိုးခြင်းမှာရှောင်ကျင်ကြောင်းဖြစ်တဲ့စေတနာသူတော်ဘာသားမယားစော်ကားခြင်းမှာရှောင်ကျင်ကြောင်းစေတနာအဲ့ဒီကောင်းမြတ်တဲ့ကုသိုလ်စေတနာလေးတွေရှောင်ကျင်တဲ့စေတနာလေးတွေကိုလည်းသီလလို့ခေါ်တယ်ဟောနောက်တစ်ခုကရှောင်ကျင်မှုကိုလည်းပဲသီလလို့ခေါ်တယ်ဟောနောက်တစ်ခုကဘယ်ဟာကိုသီလလို့ခေါ်တော့ဆိုအနဘိဇာအဗျာပါဒနော်အနဘိဇာအဗျာပါဒသမ္မာဒိဋ္ဌိဒါကိုလည်းပဲသီလလို့ခေါ်တယ်သူစရိုက်မနောသူစရိုက်၃ပါးဆိုတာရှိတယ်အဲ့ဒီမနောသူစရိုက်၃ပါးအဘိဇာဆိုတဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းလှုပ်ချင်မှုဒီလောဘကနေရှောင်ကျင်လိုက်တယ်အနဘိဇာအလောဘဖြစ်တယ်ဒါကိုလည်းပဲသီလလို့ခေါ်တယ်ဟောနောက်တစ်ခုကအဗျာပါဒတတ္တဝါတွေအပေါ်မှာမေတ္တာထားနိုင်တယ်ရန်လိုတဲ့စိတ်မရှိဘူးဒါလည်းပဲသီလလို့ခေါ်တယ်နောက်တစ်ခါမိစ္ဆာဒိဋ္ဌိဆိုတဲ့ကံကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်မျိုးမရှိဘူးကံကံဤအကျိုးကိုလက်ခံယုံကြည်တယ်ဆိုတဲ့သမ္မာဒိဋ္ဌိဒါလည်းပဲသီလလို့ခေါ်တာပဲအဲ့တော့ဒီသီလဆိုတဲ့သဘောတရားဟာဘာကြောင့်ဒီသီလဆိုတာတွေသီလဆိုတဲ့စကားလုံးကိုသုံးရတယ်လေလို့ဆိုသီလဆိုတဲ့စကားလုံးကိုသုံးတာဟာအဓိပ္ပာယ်နှစ်ခုရှိတယ်တဲ့တစ်ခုကဘာလို့ဆိုရင်သီလဆိုတာကာယကံမှုနဲ့ဝစီကံမှုစီကံတကြထားခြင်းလို့ဒီလိုအဓိပ္ပာယ်ရဆိုလိုတာကနှုတ်ကိုစီကံနဲ့ထားတယ်ကိုအမူအရာကိုစီကံနဲ့ထားတယ်ပါဇက်ဆိုတာစကားပြောဖို့နဲ့ထမင်းစားဖို့လို့ပြောကြတာပဲသို့သောစီမဲ့ကံပဲပြောလို့ရမလားမရဘူးစကားပြောတဲ့အခါမှာပါဇက်ဆိုတာစကားပြောဖို့ဆိုတာဟုတ်တယ်နှုတ်ဆိုတာစကားပြောဖို့ဆိုတာဟုတ်တယ်သို့သောစီကံထားတာနှုတ်ကိုစီကံထားရစီကံထားတယ်ဆိုတာဘာတော့လိမ်မပြောဘူးမှန်တာကိုသာပြောမယ်ဂုံးမတိုက်ဘူးတုံးနဲ့တူတဲ့အောင်သာပြောမယ်ကျမ်းတဲ့စကားကိုမပြောဘူးနူးညံ့သိမ်မွေးတဲ့စကားကိုပဲပြောမယ်အကျိုးမရှိတဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောမယ်ဟောတာနှုတ်ကိုစီကံထားတာလို့ခေါ်တယ်နော်တခါကိုယ်စီကံထားတယ်ဆိုပါစိမဲ့ကမ်းမဲ့ဆိုလို့ရှိရင်သူများတဲ့တတ်ချင်တတ်မယ်သူများဥစ္စာခိုးရင်ခိုးမယ်သူတစ်ပါးသားမယားစော်ကားမော်ကားလုပ်ချင်လုပ်မယ်ဟောကိုယ်စီကံထားလိုက်တဲ့အခါသူများတဲ့ဆိုတာမတတ်ဘူးဘာလို့လူတိုင်းဟာကိုယ့်အသက်တော့ကိုယ်နှမျောကြတာကြီးပဲလေအဲ့တော့သူများဥစ္စာကိုယ့်ဥစ္စာကြတော့နှမျောတယ်သူများဥစ္စာခိုးတယ်ဆိုတာဒါစိမဲ့ကံမဲ့လှုပ်ထားလို့ခေါ်တာပေါ့ဒါကြောင့်မို့လို့ကိုယ်အပြုတ်မှုစီကံထားလိုက်တာဘာလို့ဆိုရင်သူများအသက်ကိုမတတ်ဘူးသူများဥစ္စာကိုမခိုးဘူးသူတစ်ပါးသားမယားကိုမစော်ကားဘူးဆိုတာဒါကိုယ်နဲ့ကိုယ်အပြုတ်မှုနဲ့ပတ်သက်ပြီးစီကံချက်ထားတာအဲ့ဒါလို့ကိုယ်မှုနှုတ်မှုကိုစီကံတက်ကြနေတာကိုသီလလို့ခေါ်တာပဲသီလဆိုဒီမှာနှုတ်ရဲ့စီကံကိုအပြောဆိုရဲ့စီကံနဲ့ပြုလုပ်မှုရဲ့စီကံလို့ဒီလိုအဓိပ္ပာယ်ရ
နောက်တစ်ခုကသီလရဲ့အဓိပ္ပာယ်သီလဆိုတာကုသိုလ်တရားတွေကိုဆောင်ထားခြင်းလို့အဓိပ္ပာယ်ရတယ်နောက်ကလူတွေပြောကြတယ်တန်ဖိုးရှိတဲ့ရှင်သေးစီဟာတိမ်ကြီးရွှေကွက်ထဲမှာသာတည်တယ်လို့ဆိုတာလို့ပဲကုသိုလ်ကောင်းမှုမှန်သမျှသီလရှိမှတည်နိုင်တယ်တဲ့သီလမရှိရင်ယိုကျပျက်စီးသွားတယ်ဒါမို့သီလကုသိုလ်တရားတွေအားလုံးမိမိတဏ္ဍာမှာတည်ရှိဖို့ရအတွက်ကောင်းမြတ်တဲ့အကြောင်းတစ်ခုဖြစ်တယ်သီလယူရင်းသွားတာနဲ့တပြိုင်နက်ကုသိုလ်ဆိုမလာနိုင်တော့ပျက်စီးသွားနိုင်တယ်သူတို့ပြောဘာဖြစ်လို့တော့ဆိုဒီသီလကိုအခြေခံထားတာကဘာနဲ့အခြေခံထားတာတော့ဆိုဟိရိပတ္တပနဲ့အခြေခံထားတာဟိရိဆိုတာကိုလေးစားပြီးတော့အကုသိုလ်ကိုယွံမုန်းပြီးအကုသိုလ်ကိုရှက်ယွံပြီးတော့အကုသိုလ်ကရှောင်တာပတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားပြီးတော့နော်ပတ်ဝန်းကျင်ရဲ့ပြစ်တင်ခဲ့ရမှာကြောက်လို့အကုသိုလ်ကရှောင်တာဟောနှစ်ခုစလုံးဟာမဟုတ်တာမလုပ်ခြင်းအကြောင်းတရားတွေကြီးပဲဟိရိဥတ္တပရှိအဲ့ဒီဟိရိဥတ္တပဆိုတဲ့တရားမှမရှိဘူးဆိုရင်လောကလူသားတွေဟာလူနဲ့မတူတော့ဘူးဒီလိုပြောအဲ့ဒါကြောင့်မလို့သီလရှိဖို့ဆိုတာဟိရိဥတ္တပရှိမှသီလရှိတယ်ဆိုဟိရိဥတ္တပရှိပြီဆိုလို့ရှိရင်ဉာဏ်နဲ့ကုသိုလ်တရားတွေလည်းအကုန်လုံးရှိလာတယ်ဒါကြောင့်မို့သီလဒီကုသိုလ်အလုံးရဲ့တရားလို့ဒီလိုပြောတာနော်ကုသိုလ်တရားအလုံးရဲ့တရားလို့ဆိုတော့ကြည်သီလရှိတဲ့လူနဲ့သီလမရှိတဲ့လူဘာကွာလဲစဉ်းစားကြည့်သီလကဘယ်လောက်ထိအောင်ဘယ်ထိအောင်ထောက်ကူပြုတယ်လဲလို့ဆိုသီလရှိတဲ့ပုဂ္ဂိုလ်နဲ့သီလမရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုကွာခြားလဲသီလမရှိဘူးဆိုလို့ရှိရင်ကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်ဟာကိုပြန်စဉ်းစားလိုက်တယ်ဝမ်းသာတယ်ဆိုတာမဖြစ်ဘူးပြန်တွေးလိုက်လို့ရှိရင်ငါမကောင်းမှုဆိုတာသိငါမကောင်းမှုဆိုတာသိသည့်အတွက်ကြောင့်အနဝိဇ္ဇဒုက္ခလို့ခေါ်တဲ့အပြစ်ကင်းတဲ့ချမ်းသာမျိုးသူမရဆိုပါစို့မဟုတ်တာမလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအပြစ်ကင်းတယ်မဟုတ်လားအပြစ်ကင်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်သူ့ကိုကြောက်စရာရှိသေးလဲဟုတ်စရာမရှိဘူးအပြစ်မကင်းတဲ့အပြစ်မှုတစ်ခုကိုကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအလိုလိုထိတ်လန့်တုန်လှုပ်နေတာလေမတူဘူးအဲ့တော့ပြစ်မှုတစ်ခုကျူးလွန်မထားတဲ့ပုဂ္ဂိုလ်ဟာထိတ်လန့်တုန်လှုပ်မှုမရှိဘူးထို့တူပဲကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်ဟာပြန်စဉ်းစားကြည့်ရင်ဘာမဟုတ်တာဘာမှမလုပ်ဘူးလို့တွေးလိုက်တာနဲ့သူ့စိတ်ထဲမှာဝမ်းသာခြင်းနှမှုလေးတွေဖြစ်တယ်အဲ့ဒီပြန်တွေးလိုက်လို့တွေးတဲ့အခါမှာပြုံးရွှင်တဲ့အတွေးမျိုးကိုတွေးလို့ရတာအဝိပတိတာရလို့ခေါ်တယ်နှလုံးမသားမယာနဲ့စိတ်ပြက်စရာအတွေးမျိုးမဟုတ်ဘဲနဲ့စိတ်ထဲမှာဝမ်းသာစရာအတွေးမျိုးကိုတွေးလို့ရတာတယ်အဲ့ဒီဝမ်းသာစရာဆိုတဲ့အဝိပတိတာရဖြစ်လာတာနဲ့တပြိုင်နက်စိတ်ဟာဝမ်းမြောက်မှုကြည်နူးမှုဆိုတဲ့ပမောဇ္ဇကိုရဝမ်းမြောက်မှုကြည်နူးမှုရှိတဲ့ပုဂ္ဂိုလ်တရားပီတိဆိုတဲ့နှစ်သက်မှုရလာပီတိဆိုတဲ့နှစ်သက်မှုကိုရလာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာပတ္တတိကိုရောစိတ်ရောငြိမ်းချမ်းတယ်ဆိုတာခံစားရကိုစိတ်ငြိမ်းချမ်းလာပြီဆိုလို့ရှိရင်ကိုချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာသူ့မှာရှိကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိလာလို့ရှိရင်စိတ်ကလေးဟာတည်ငြိမ်လာတယ်သမာဓိစိတ်တည်ငြိမ်လာပြီဆိုတာနဲ့တပြိုင်နက်ယထာဘူတဉာဏတဒနာအဖြစ်မှန်ကိုသိတယ်ဆိုတဲ့အသိဉာဏ်တစ်ခုကိုရဆိုတော့ဒါသီလကနေပြီးတည်ဆောင်သွားတဲ့အကျိုးတရားတွေပဲသီလမရှိဘူးဆိုလို့ရှိရင်ယထာဘူတဉာဏတဒနာအထိဘယ်နည်းမှမရောက်ဘူးလို့ပြောတာနော်ဒါကြောင့်မို့လို့အမှန်ကန်သိဖို့ရအတွက်ကိုချင်းသီလရှိဖို့လိုအပ်တယ်သီလရဲ့အကျိုးကျေးဇူးတွေဟာမတန်မှများတယ်ဒါကြောင့်မဂ္ဂင်၈ပါးထဲမှာဆိုလို့ရှိရင်မြတ်စွာဘုရားကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါစာဆိုတာမှန်ကန်တဲ့စကားကိုပြောတယ်ဆိုတာဘာပြောတာတော့ခုနကနှုတ်ကိုစီကံထားတာနော်သမ္မာဝါစာဆိုဒီမှာလိမ်မပြောဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတူနဲ့တူဆင်ပြေအောင်ပဲပြောပေးတယ်ချမ်းသာတဲ့စကားကိုမပြောဘူးလူညံသိမ်ပွေ့ယဉ်ကျေးတဲ့စကားကိုပြောတယ်အကျိုးမဲ့စကားကိုမပြောဘူးချိုးရှိတဲ့စကားကိုပြောဒါကိုသမ္မာဝါစာလို့ခေါ်သမ္မာကမ္မန္တမဟုတ်တာမလုပ်ဘူးဆိုတာသမ္မာကမ္မန္တသူတက်မတတ်ဘူးသူဥစ္စာမခိုးဘူးသူတော်ဘာသာမယာမစော်ကားသမ္မာအာဇီဝဆိုတာဒုစရိုက်တွေနဲ့အသက်မမွေးဘူးလို့ဒီလိုပြောတာအဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်တူဟာ
ကိုချင်းတီလာကိုဆင်ញင်စဉ်းစားလိုက်တာနဲ့ဝမ်းသာမှုကြည်နူးမှုစိတ်ချမ်းသာမှုစိတ်တည်ငြိမ်မှုအမှန်ကန်သိရမှုဆိုတာလေသူတဏ္ဍာမှာဆင်ငယ်ဖြစ်လာမှာဒါကြောင့်မို့တီလာဟာအမှန်တမ်းအရေးပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်မှာတီလာနဲ့ခင်းပြီးတော့ထူးခြားတဲ့တရားဓုတရားမြတ်ကိုရနိုင်စွာမရှိဘူးတဲ့အနည်းဆုံးတီလာကိုအခြေခံဒါမို့မဂ္ဂင်၈ပါးထဲမှာတီလာအဲ့ဒါကြောင့်မို့လို့ကိုယ်စိတ်ကလေးကိုသီလနဲ့ထုံမွမ်းပေးရမယ်လို့ဒီလိုပြောတာသီလနဲ့ထုံမွမ်းထားတဲ့စိတ်ကလေးဟာစွမ်းအားရှိတဲ့စိတ်ဖြစ်လာဒါဖြင့်ဘယ်လိုထုံမွမ်းမလဲထုံမွမ်းထုံမွမ်းနည်းငါးပါးသီလစောင့်တည်ထားတယ်စောင့်တည်ထားပြီးမကြစဉ်းစားငါပါဏာတိပါဒအမှုမကျူးလွန်မှုတွေးလိုက်လို့ရှိရင်ဝမ်းသာလားမလုပ်ဘူးဆိုဝမ်းသာလားစဉ်းစားလိုက်အောင်ယဟန္တာပုဂ္ဂိုလ်တွေဟာရာသက်ပံဘယ်တော့မှသူများအသက်တတ်တာမရှိဘူးငါလည်းပဲသူများအသက်ကိုမတတ်ဘူးဆိုတော့ဒီကနေ့ယဟန္တာတွေကျင့်တဲ့အကျင့်ငါကျင့်ရတယ်လို့ဆိုဟောဝမ်းသာစရာမကောင်းဘူးလားဒါကဘုရားကနီးပေးထားတာဝိတကုဘောဓထသုံးပါသူ့ဝဆောင်တဲ့အခါအဲ့လိုတွေးပါလို့ပြောတာကိုချင်းသီလနဲ့ပတ်သက်ပြီးအဲ့လိုတွေးခိုင်းထားတာလောကလူဟာတွေးမှဝမ်းသာတာတို့ဝမ်းနေတာတို့ဖြစ်တာမဟုတ်လားမတွေးပဲဒီတိုင်းပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိဆိုထားဆိုယုံဆိုပြီးတော့ဘာမှလည်းမသိဘူးညာမှလည်းမသိဘူးတဏီကုံမေ့နေရင်ဆိုဘာမှသီလနဲ့ထုံမွမ်းတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့လို့သီလနဲ့ထုံမွမ်းပေးရမယ်ကိုယ်စိတ်မကြတွေးကြည့်ဩပါဏာတိပါဒရှောင်လားသူတော်ကောင်းနေတစ်သက်လုံးပါဏာတိပါဒရှောင်နေယဟနာပုဂ္ဂိုလ်ဟာငါလည်းထို့တူပဲယဟနာတွေကျင့်ရတယ်လို့ကျင့်ရတာပါလားတဲမွန်မြတ်ပါလားလို့ကိုယ့်ဘဝလေးကိုပီတိဖြစ်တယ်ကိုယ်စိတ်လေးကိုဒါသီလနဲ့ထုံတယ်လို့ခေါ်တာပေါ့နော်ထို့တူပဲအဋ္ဌိဏဒါနသူများပစ္စည်းငါမတရားမယူဘူးစင်ကြယ်တယ်သူတော်ဘာသာမယာမပြစ်မှားဘူးငါလိမ့်မပြောဘူးဟောမူရစေဝါငါမသုံးဆွဲဘူးအမှန်တမ်းတကယ်သူတော်ကောင်းတွေရှင်းတဲ့တရားတွေသောတာပန်ပုဂ္ဂိုလ်တွေတဂရကအနာဂယန္တာပုဂ္ဂိုလ်တွေရှင်းတာတွေငါရှင်းရတယ်လို့စိတ်ထဲမှာတခုချင်းတွေးပြီးတော့ဝမ်းသာမှုကြည်နူးမှုပီတိတွေဖြစ်အောင်လုပ်ရင်ဒါကိုယ်စိတ်လေးကိုသီလနဲ့ထုံတယ်လို့ပြောတာလူတွေကအဝတ်ကြတော့အမွှေးနန္တာလေးနဲ့ထုံအောင်လုပ်ကြပါတယ်မလုပ်ဘူးလားကိုယ်ဝတ်ကလေးမွှေးနေအောင်အဲ့တော့အဝတ်ကမွှေးတာလားအနန္တာကမွှေးတာလားသို့တော်လည်းဒီလူတွေကပြောတယ်အဝတ်ကလေးကမွှေးနေတာလို့ပြောကြတာဟုတ်လားတကယ်အဝတ်ကမွှေးတာမဟုတ်ဘူးမွှေးတာကဘာလို့လဲနန္တာကမွှေးအဲ့ဒါလိုပဲစိတ်ကိုသီလနဲ့ထုံမွမ်းပေးဖို့လိုအပ်တယ်တဲ့သီလကမှစွမ်းအားကိုတက်စေနိုင်တယ်ဒီလိုဆိုလိုတာနော်အဲ့တော့သီလနဲ့ထုံမွမ်းပေးထားတဲ့ပုဂ္ဂိုလ်မှာကုသိုလ်တွေအရှိတိုးတဲ့တိုးလာနိုင်တယ်တရားကိုဆိုလိုတာသီလနဲ့ထုံမွမ်းထားလို့စွမ်းအားရှိလာပြီဆိုလို့ရှိရင်ကုသိုလ်တရားတွေကိုယ်မှာပြည့်လာဟောနောက်တစ်ခုကြည့်ဘာနဲ့ထုံမွမ်းရအောင်မလို့ဆိုရင်တုတ္တဆိုတာနဲ့ထုံမွမ်းဖို့လိုအပ်တယ်တုတ္တဆိုတာအကြမြင်ဘောတုတ္တကိုပြောတာအခုလို့တရားနာတယ်မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုနာတယ်ပြီးတော့လေ့လာတယ်မှတ်သားတယ်ဆင်ခြင်တယ်စဉ်းစားတယ်ဒါတွေကတုတ္တပဲပေါ့ဒီတုတ္တအမှန်တမ်းအရေးကြီးတယ်တုတ္တမရှိဘဲနဲ့တရားဓုတရားမြတ်ရနိုင်တဲ့ပုဂ္ဂိုလ်ဟာလောကမှာဘုရားနဲ့ပြည့်စုံကဗုဒ္ဓလွယ်ဘူးမှမရှိဘူးသင်ရတာကြည့်ပဲရှင်သာရိပုတ္တရာမထေရများဟာလည်းပဲရှင်အတ္တစိထံကနေသင်သွားရှင်အတ္တစိထံကတရားနာရမှတရားဓုတရားမြတ်ရတယ်ဒါကြောင့်မို့တုတ္တဆိုတဲ့အကြမြင်ဘောတုတ္တမြတ်စွာဘုရားဟောတော်မူတဲ့တရားဓမ္မတွေတစ်လုံးသိသိနှလုံးသိသိနာယူရမယ်မှတ်သားရမယ်နာယူမှတ်သားပြီးတော့ဆင်ခြင်စဉ်းစားရမယ်ဒီတိုင်းနာယုံနာရမှာမဟုတ်ဘူးဆင်ခြင်စဉ်းစားဥပမာမင်္ဂလာတုတ်လူတိုင်းရနေတယ်ဆိုရင်အသေဝနာသဘာလနာပဏိတံနိသသေဝနာပူဇာသပူဇနိယနာဣတံမင်္ဂလာမဟုတ်ဘူးလောကမှာအကောင်းဆုံးမင်္ဂလာဆိုတာလူမိုက်တွေရဲ့အတုကိုမယူနဲ့နော်ပညာရှိတွေရဲ့အတုကိုယူဘယ်လိုဆိုလိုလားလူမိုက်တွေကိုဆရာမတင်နဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဆရာမတင်နဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းလောကမှာကိုယ်အပေါင်းအသင်းတွေထဲမှာပူဇော်လိုက်တဲ့ပုဂ္ဂိုလ်လေးစားလိုက်တဲ့ပုဂ္ဂိုလ်လေးစားဒါဟာချီးမွမ်းပွဲအကောင်းဆုံးဖြစ်တဲ့မင်္ဂလာပဲလို့ဟောလို့မြတ်စွာဘုရားဟောတဲ့တရားကိုကိုယ်တိုင်သင်ပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးတာအဲ့ဒါသုတ္တလို့ခေါ်တယ်
တုတ္တဆိုတာဘုရားဟောတဲ့တရားကိုလည်းနာကြားတယ်လက်တွေ့ကျင့်သုံးတယ်ဒီနှစ်ခုအဲ့ဒီတရားလည်းမကြားနာဘူးလက်တွေ့ကျင့်သုံးမှုလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဒါအတုတ္တဝါကြာဘူးနာဝါမရှိတဲ့အန္တဘာလဘုထုဆံလို့ခေါ်အဲ့ဒီပုဂ္ဂိုလ်ဟာကြားလည်းမကြားဘူးဆိုတော့တွေးလည်းမတွေးတတ်ဘူးစဉ်းလည်းမစဉ်းစားဘူးဆိုတော့ကုသိုလ်ရဖို့ကအမတ္တမဝေးသွားတယ်အဲ့ဒီပုဂ္ဂိုလ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုလည်းပဲတရားဓမ္မဆိုတဲ့တုတ္တနဲ့ထုံမှန်းပေးဖို့လိုအပ်တယ်ကြည့်လေဓမ္မစကြာတရားတို့ရရင်လည်းဓမ္မစကြာတရားနဲ့ထုံမှန်းပေးပဋ္ဌာန်းတရားတွေရတယ်ဆိုရင်လည်းပဋ္ဌာန်းတရားနဲ့ထုံမှန်းပေးအသိဉာဏ်ဆိုတာစဉ်းစားဖို့ရလဲလိုသေးတယ်ရသော်ဘုရားတရားရပြီးတော့ရွတ်နေုံနဲ့မဟုတ်ဘူးအတိပ္ပယ်ကိုလည်းနားလဲအောင်စဉ်းစားဆိုပါတော့မေတ္တာတော့ရွတ်တယ်မာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝေအပရိမဏအဲ့တော့ဒီပါဠိလေးကိုရွတ်တာဟုတ်ပြီမြတ်စွာဘုရားဟောတဲ့ပါဠိလေးကိုရထားပြီအတိပ္ပယ်ကိုဆင်ခြင်စဉ်းစားလိုက်ရင်ဘာပြောတာတော့ဆိုသာသမီတူတဲ့ထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တူရီသောသားကိုသာသမီကိုချစ်ခင်တယ်လို့ပဲတတ္တဝါတွေပေါ်မှာချစ်ခင်တဲ့မေတ္တာစိတ်ထားပါလို့ပြောတယ်အဲ့တော့ကိုယ်ကလည်းလက်တွေ့အားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားတာဒီလိုဆိုလိုတာနော်အဲ့လိုမေတ္တာထားရမှာပါလားလို့ရွရင်လေတတိထားသွားဖို့လိုအပ်တယ်ပေါ့အဲ့ဒါသုတ္တလို့ခေါ်တယ်ဘုရားတရားတော်ကိုမကြာမကြာနှလုံးသွင်းဆင်ញင်တရားကိုမကြာမကြာနာပြီးတဲ့အခါတရားနဲ့ပတ်သက်ပြီးတော့ပိဋိတွေဖြစ်အသိဉာဏ်တွေကိုယ်စိတ်ထဲမှာအသိဉာဏ်တွေများများရအောင်စီကူအားထုတ်တာဒါဟာစိတ်ကိုသုတ္တနဲ့ထုံမှန်းတယ်လို့ပြောတာနော်အဲ့ဒါလို့သုတ္တနဲ့ထုံမှန်းထားတဲ့စိတ်လေးဟာတာမန်စိတ်နဲ့မတူတော့ဘူးဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဟာသူပြောကိုပြောမယုံဘူးအဲ့ဒီပုဂ္ဂိုလ်ဟာနော်အကောင်းဆုံးအကြောင်းကျိုးခွဲခြားတတ်တယ်အကောင်းဆုံးအကြောင်းကျိုးသိတယ်ကုသိုလ်အကုသိုလ်ခွဲခြားသိနိုင်တယ်ဘာဖြစ်လို့လဲသူကစွမ်းအားရှိတဲ့စိတ်ဘာဖြစ်လို့စွမ်းအားရှိတယ်သုတ္တနဲ့ထုံမှန်းထားလို့စွမ်းအားရှိတယ်အသုတ္တမရှိတဲ့ပုဂ္ဂိုလ်ကြတော့ဟိုလူပြောလေဟုတ်လုံးလို့ဒီလူပြောဟုတ်လုံးလို့နော်အဲ့ဒါလို့ဖြစ်တတ်တယ်ဒါကြောင့်မို့သုတ္တနဲ့လည်းထုံမှန်းထားဖို့လိုအပ်တယ်နောက်တစ်ခုထုံမှန်းเสียဘာလဲလဲဆိုရင်စာခဆွန့်လွတ်နိုင်မှုရှိရတယ်လူဆိုတာတကူကောင်းမဆန်ရဘူးတကူကောင်းမဆန်ရဘူးတကူကောင်းဆန်တယ်ဆိုတာငါသာလင်ကြီးပွားခြင်းနဲ့ငါသာလင်ကောင်းစားခြင်းနဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေမကောင်းစားစေရဘူးဆိုတဲ့ရုပ်ပါတဲ့စိတ်ကိုဆွလို့တာနော်မစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယတရားကိုဖယ်ရှားပြီးတော့ဆွလွတ်နိုင်တဲ့စိတ်ဓာတ်မျိုးထားရမယ်တဲ့စာကဆိုတာရှိရမယ်စာကမရှိဘူးဆိုလို့ရှိရင်လူဟာအမြဲတမ်းနှမျောတွန့်တုပ်ပြီးတော့နေတတ်တယ်ပေါ့နှမျောတွန့်တုပ်ပြီးတော့နေတတ်တယ်ကိုယ်သာကြီးပွားခြင်းနဲ့သူများကိုမကြီးပွားခြင်းမကြီးပွားစေခြင်းဘူးဆိုတဲ့အနေအထားမျိုးလေးတွေဖြစ်လာတတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကလည်းပဲကုသိုလ်ကိုလမ်းပိတ်ထားတယ်လို့ဖြစ်လို့ဒါကြောင့်မို့ကိုယ့်ရဲ့စိတ်ကိုလည်းပဲဆွန့်လွတ်မှုပေါ်မှာကိုချင်းစာတရားထားပြီးတော့ဆွန့်လွတ်နိုင်တဲ့ကိုချိုးရှာတဲ့စိတ်ကိုဖယ်ရှားပြီးတော့ကိုချိုးမရှာတဲ့ပုံကိုယ်တွေကိုအတူယူအားကြပြီးတော့ကိုယ်စိတ်လေးကိုစာကဆိုတာနဲ့ထုံမှန်းပေးဖို့လိုအပ်တယ်ပေါ့အဲ့လိုလေ့ကျင့်ပြီးတော့ထုံမှန်းပေးလိုက်လို့ရှိရင်အဲ့ဒီစိတ်လေးကစွမ်းအားပြည့်တဲ့စိတ်ကလေးဖြစ်လာတယ်ပေါ့အဲ့ဒါလို့စွမ်းအားရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်ကဖြစ်လျာဘဝမှာသူကစွန့်ကြဲပိကန့်တတ်တဲ့ဝါဒနာရှိသည့်အတွက်ကြောင့်ဘယ်တော့မှဒီပုဂ္ဂိုလ်ဟာရှားပါတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးပြည့်စုံဖြစ်တယ်လောကမှာလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်ရဲ့တန်ထံမှာကုသိုလ်ဒီပစ္စည်းဥစ္စာဆိုတာရတာမလှူတဲ့စီရောက်ကိုမရောက်ဘူးပစ္စည်းကနော်လှူတဲ့လူဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်စီစုပြုံရောက်လာမှာဒါနပေါင်းမှုမရှိတဲ့ပုဂ္ဂိုလ်ဘယ်သူမှလည်းတတိမရဘူးဒါသဘာဝစာပေထဲမှာဟောထားတယ်အစာအာဟာရဆိုတာတဲ့လှူခဲ့တဲ့ပုဂ္ဂိုလ်စီသာရတာတဲ့မလှူခဲ့တဲ့ပုဂ္ဂိုလ်စီမရောက်ဘူးတဲ့စားရမရှိလို့ဘလောက်ငါးပြားနေသူ့စီကိုဒီအစာအာဟာရဆိုတာရောက်မလာဘူးတဲ့လှူခဲ့တန်းခဲ့တဲ့ပုဂ္ဂိုလ်စီပဲအစာအာဟာရတွေကစုပြုံရောက်တယ်ဒါသဘာဝပဲနော်ဒါကြောင့်မို့လို့စာခဆိုတဲ့စွန့်ကြဲမှုသဘာဝတရားကိုယ်တဏ္ဍာမှာကိုချင်းစာတရားကိုချိုးရှာတဲ့ဒီ selfish ပေါ့ကိုချိုးရှာတဲ့
စိတ်ဓာတ်မျိုးတွေကိုဖယ်ရှားနိုင်ဖို့ကိုကျိုးမရှာတဲ့စိတ်ဓာတ်တွေမိမိတဏ္ဍာမှာစာကားနဲ့ထုံမှန်းပြီးတော့ပေးရမယ်တဲ့ဒါမှစွမ်းအားရှိတဲ့စိတ်ဖြစ်လာမယ်ပေါ့ဟောနောက်တစ်ခုထုံမှန်းရမှာတော့ဘာလို့ဆိုပညာဆိုတာပဆိုတာကွဲပြားညာဆိုတာသိတာဘဝတစ်ခုရောက်လာလို့ရှိရင်အခြေခံအားဖြင့်အရေးကြီးတာဘာလို့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီတစ်ခုခွဲခြားသိဖို့လိုရတယ်ဘာလှုပ်တဲ့နဲ့ဘာမလှုပ်တဲ့ဘူးဆိုတာအ ਨੇ ဆုံးလူတိုင်းသိတယ်ကရဏီယလို့ခေါ်တယ်ကရဏီယဆိုတာလှုပ်တဲ့နာအကရဏီယဆိုတာမလှုပ်တဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားသိပြီးတဲ့အခါဘာလို့မလှုပ်တဲ့နာကိုရှောင်ရတယ်လှုပ်တဲ့နာကိုလှုပ်ရတယ်ဟောဒီလိုအဲ့ဒါလို့မဟုတ်ရင်ဘာဖြစ်လဲဆိုရင်မလှုပ်တဲ့နာတွေကိုလှုပ်ပြီးတယ်မှားတယ်လှုပ်တဲ့နာကြတော့မလှုပ်ဖဲနေတယ်ချုပ်ရင်းတယ်မှားတာနဲ့ချုပ်ရင်းတာနှစ်ခုဟာအပြစ်ချင်းတူပဲတဲ့ဒါကြောင့်မို့လို့အဲ့ဒါလို့မဖြစ်အောင်လှုပ်တဲ့နာတွေလှုပ်ဖို့မလှုပ်တဲ့နာတွေရှောင်ဖို့ဆိုတဲ့အနေအထားမျိုးရောက်အောင်ကိုကဘာသိဖို့လို့တော့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိဖို့ဒီပညာအရေးကြီးတယ်ပေါ့အဲ့ဒီပညာကနေပြီးတော့ကမ္မတက္ကတာကံရဲ့ကံတရားဟာကံဤအကျိုးဆိုတာကိုယ်ပိုင်ဥစ္စာပဲငါလှုပ်တာငါနဲ့ပဲသက်ဆိုင်တယ်လို့ခံယူတဲ့ပညာမျိုးကအစနောက်ဆုံးသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါမှာဒီတဲ့အဆင့်မြင့်တဲ့ပညာမျိုးကိုလေကိုယ်တဏ္ဍာမှာရအောင်ကြိုးစားအဆင့်မြင့်တဲ့ပညာဆိုတာဘာလဲအေးတတ္တဝါဆိုတာမရှိဘူးတတ္တဝါဆိုတာယုံ nant နှစ်ခုနဲ့ဖွဲ့စည်းထားတာယုံနဲ့ nant ဒီနှစ်ခုပဲရှိတယ်ကိုယ့်ကိုယ်လည်းဆင်ញင်စဉ်းစားကြည့်လိုက်ရင်ယုတ်ဆိုတဲ့ဒီ body ကြီးနဲ့ mind လို့ဆိုတဲ့အသိစိတ်တွေဒါပဲရှိတယ်နော်ယုံနဲ့ nant နှစ်မျိုးတည်းပဲရှိတယ်ယုတ်ဟာအာယုံကိုသိတတ်တဲ့သဘောမရှိဘူးအာယုံကိုသိတာက nant ဖြစ်တယ်လို့ယုံနဲ့ nant နဲ့ကိုဆင်ញင်စဉ်းစားနိုင်တဲ့အသိဉာဏ်မျိုးရအောင်ကြိုးစားအဲ့ဒါလို့ရပြီးတော့ဒီယုံ nant နှစ်မျိုးဟာလည်းပဲဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်လို့အကြောင်းကိုသိတဲ့ဉာဏ်မျိုးကိုလည်းရအောင်ကြိုးစားပြီးပြီဆိုတဲ့အခါမှာဒီယုံနဲ့ nant ဆိုတာတည်မြဲနေတာလားလို့ဆိုတော့မဟုတ်ဘူးတဲ့ဖြစ်ပြီးရင်ပျက်စီးသွားတဲ့အမြဲတမ်းရွေ့ရှားပြောင်းလဲနေတဲ့သဘာဝတရားမျှတာဖြစ်တယ်လို့ဆိုတာဆင်ញင်စဉ်းစားနိုင်ရနောက်တစ်ခါဒီယုံနဲ့ nant ဟာပြောင်းလဲနေတဲ့အရာတွေကအမြဲမပြတ်အနှောက်အယှက်ပေးနေလို့ဒုက္ခဆိုတဲ့သဘောကိုလည်းဆင်ញင်စဉ်းစားနိုင်ရမယ်အဲ့ဒီလိုဒုက္ခဖြစ်နေတာကိုယ်အနေနဲ့ဘာတတ်နိုင်တယ်ဆိုဘာမှမတတ်နိုင်ဘူးဆိုတဲ့အနတ္တသဘောကိုဆင်ញင်စဉ်းစားအဲ့ဒီလိုသူ့တဘာဝအတိုင်းသူဖြစ်နေတဲ့ယုံနဲ့ nant ကိုငါလို့လည်းပြောစရာမရှိဘူးငါဥစ္စာလို့လည်းပြောစရာမရှိငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးဆိုတဲ့အသိဉာဏ်ကိုရအောင်လည်းပဲကြိုးစားအထောက်အောင်အဲ့ဒီပညာမျိုးရမှသာသနာတော်နဲ့ကြုံတွေ့ရကြုံ납မယ်တဲ့ဟုတ်ကဲ့လားအဲ့ဒီလိုပညာမျိုးထိအောင်ကြိုးစားအထောက်အောင်ကိုယ်ဆင်ញင်စဉ်းစားကြည့်ရအလကားသားမနေနဲ့အမှတ်တမဲ့မနေနဲ့ကိုယ့်အကူနှာခေါင်းကလေလေးတွေရှူတာပဲရေတွက်ကြည့်နော်တစ်ပြီးရင်နှစ်လာမယ်နှစ်ပြီးရင်သုံးလာမယ်သုံးလာပြီးကဲနှစ်လာတဲ့အချိန်ကသုံးရှိသေးလားပျောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မရဘူးလားအေးအဲ့ဒါလိုပဲရွေ့နေတာမြည်ရည်တို့ချောင်းရည်တို့ကိုသွားကြည့်လိုက်စီးနေတဲ့မြည်ရည်တွေစီးနေတဲ့ချောင်းရည်တွေကိုသွားကြည့်လိုက်မယ်ဆိုရင်ရေဟာထာဝရစီးနေတာပဲထာဝရစီးနေတယ်လို့တို့တဏ္ဍာမှာရှိတဲ့ယုတ်တိနန်းတွေဟာလည်းပဲထာဝရပြောင်းလဲနေတဲ့အရာတွေရက်နေတဲ့အရာတခုမှမရှိဘူးမြည်ရည်စီးနေတယ်လို့စီးပြီးတော့ပြောင်းလဲနေတဲ့အရာဒါကြောင့်မို့လို့အိုတာပေါ့လို့မို့ဆိုပဲအိုမလဲအမေမွေးတုန်းကငယ်ငယ်လေးပဲအခုဒီလိုကြီးလာပြီးတော့ရင့်လာပြီးအိုးလာတယ်ဆိုတာခုံပြီးတော့ပြောင်းလာတာမဟုတ်ဘူးမိနစ်တစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်ရွေ့နေတာနော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကအမြဲတမ်းရွေ့ရှားပြောင်းလဲနေတယ်ဆိုတဲ့သဘောကိုနှလုံးသွင်းဆင်ញင်မိအောင်ကြိုးစားကြရမယ်အဲ့ဒီလိုကြိုးစားတဲ့အသိဉာဏ်မျိုးဒီဟာပညာလို့ခေါ်တယ်အဲ့ဒီလိုမကြဆင်ញင်သုံးသပ်ပေးခြင်းအဖြစ်မိမိစိတ်ကိုပညာနဲ့ထုံမွမ်းပေးတယ်လို့ပြောတာနော်အဲ့ဒီလိုပညာနဲ့ထုံမွမ်းပေးနိုင်မှစိတ်ကလေးဟာစွမ်းအားတတ်တဲ့စိတ်ကလေးစွမ်းအားရှိတဲ့စိတ်ဖြစ်လာမယ်ကဲအားလုံးပေါင်းလိုက်တဲ့အခါကျတော့စွမ်းအားရှိတဲ့စိတ်ဖြစ်အောင်ဘာတွေနဲ့ထုံမွမ်းရမလဲဆိုတတ္တာနဲ့ထုံမွမ်းရမယ်သီလနဲ့ထုံမွမ်းရမယ်သုဒ္ဓနဲ့ထုံမွမ်းရမယ်စာကနဲ့ထုံမွမ်းရမယ်ပညာနဲ့ထုံမွမ်းရတ
Tara Dila Duda Saga, Pina Losure, Diswa Ashide, Tianga Mushi, Yaswaga, Pinkaruba Padi Tomaswe, Lugin, Goya Sana, Piri Lupio, no? Gaime Ludigara, Dari Udri Tavern, Surami Piada Sudown. Piazzi Sudowna, Piaga, Sudom Lu, Sega, Tatin, them Hola. Oh, the Piago Shikobi Sudan, Sudom Yedes, or Chane Piaja or Sudom Yede Lumatim, Piaga do the Wemola. Todo Sudom Piama, Sudan, Lutenida ha. Dihaga, Mayun Nichet the Kuwe, yes of Yaga, Hotara, Sudom Piao, Sudama, Sudom Yede, Lupiora, Mahopu, Kodanama, Hori, Tata Dida, Duda Saga, Pina Sure, Tiswa Ashide. Siku Swa Apsipi Nine, Didawa Diari Shin, Suromji Lukora, no? Ero Suromji Nine, Swa Ari, Apian Masira, Kusetema Shira. E Kusetema Shira, go and Lichin Biro, Juvoya, Mamene. And also Apian up Yorari, Apian Hari, now lightning, Roman so, no? Abienga Ayo Suraga, a Taugu Yada Pite, Adika Gueswari. Oh, yes of Yaga, Mahana Menigu, Metara Liu, Digojo Nine, Matatahu, Swan Asi the Say, she nevi, Swan Api the Say, she needed Poco to Amajosam Luro. Mahana Menigu, yes of Yaga, Mahana Masu, Shen Nuroda, a Kobe. Pagi women. Yes of Yanele, Nico Dore. Yes of Yanele, Nico Dore, Piarele, the Chidepo. Piaye, a cool one way look, George and Piobo. Eri Mahanama Payenga, Dua, Takaraga, Sentiam Yaw. Yes of Ya, Taudi, the Kabilu, Nijora Jama, the Rentone Karuma. The Karuma, the Piao shout. Shemia, the Viro, John La Viro, Shemia, Pumio, the Adama, Na Viro. Kabilu Mure, Pian Wene, Pian Wene Kama, Kabilu Musura, she home Mupido, Lang Liria, the Chin. Yani Che Surajano. Takadia Mubido, Yanga Viro, Muye Tausare, Luri Nele, so that depo. You move the Marine, so that depo, Langa Chin at him. The Kadianjaro, Tamia, they may add him. Me and Tari, Mini, so that day. The Kadian Muyuni, Cindy, Lupido, Pila, and the so added. Yani Chema, Jaunoga Piano, Capilu Mure, Winner Kama, Edilu, and the net Sonavi solution. The video Payabo Male made or a Piare, the Yana London Mule made or a Tanga Ayomu, Ayobu made one. Edilu made or a chamia, Namator the Sati dying a pena of the Bamle. Navoa, Gomamla, the video said him and so in the Pimides. To a shout. How can any chamber do Bello Piago or Bunamaro? Since Oya Pila, so do show a day at Jauda Lana Chimabo, no? Any chamber Piago or Bulasili, looked at what the early chain limia, Madonna Sapi, dying, I will be one Yawam to so in the shit the ball. Eda would Yasana, Belubioro, Mabayi, Mahanama, Majown name the Soy Ned. Me say Lia, Panta Priva Vida, Tatari net to Montara. Tila Priva Vida, Tilari net to Montara, Tuta Priva Vida, a Jamian in it to Montara. Saga Priva Vida, Sonja Mudine, Tom Mantara, Pina Priva Vida, Pinarine, Tom Mantara. Eri Tom Mantare, Sidiga, Peroma, August, Semchabu, Povetet on my bed, Tilupiona, no? Yes, I have Nalea, Ubamali, the Ku Holiday. Yedema, Toba, Uyi, the O, Mide, Ye Ubo, Toba de Teta, Ye Ubu, Yaquella, me solution. Ojan Guerriga, Oucha Laviro, Toba de Bordella Mave, Tobago, Mulu Yabam. Zero Toba dosra, Yevo Bordella Mave, no? Sitere Uru, Toba Tere Uru, Ojan Guerriga, Amuga Mave, Ella Luede, Yukana Gogiaro, Tilue Pietagea, you know,
အခုလို့ထုံမွမ်းထားတဲ့စွမ်းအားရှိတဲ့စိတ်တွေကတော့ပေါ်တက်လာမှာပါတဲ့ဘာမှမပူပါနဲ့လို့ဆိုထူးခြားတဲ့အည်အသွင်းတစ်ခုကိုသူတို့ကဆောင်ကျင်းပေးသွားမှာပါလို့ဒီလိုဟောထားတာနော်အဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေလည်းဘဝတစ်ခုအဆုံးမသတ်ခင်ကိုယ်စိတ်ကလေးကိုဗဒ္ဒါနဲ့သီလနဲ့သုတနဲ့စာကနဲ့ပညာနဲ့ထုံမွမ်းထားဖို့အရေးမကြီးဘူးလားအဲ့ဒါလို့အရေးကြီးဖို့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးဆိုတာနာယံကာယောအာဒါယကမဏီယောယူသွားလို့ရတာမဟုတ်ဘူးထားပြခဲ့ရမှာစိတ်တန်တော်စိတ်ကလေးကအဓိကကြတယ်တဲ့အဲ့ဒါကြောင့်မို့လို့ကိုယ်စိတ်စွမ်းအားတွေတက်အောင်ကောင်းတဲ့အည်သွေးတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားပြီးတော့တို့တွေထုံမွမ်းရမှာဆိုတာကိုသဘောကျပြီးစွမ်းအားရှိတဲ့စိတ်တွေမိမိတို့တဏ္ဍာမှာစွမ်းအားပြည့်လာသည့်ထိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိတာတဗ္ဗေတမုဟတံအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်အေတရားဆေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟူသည်များတို့သည်တမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲกว่าနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတ်သိင်ကင်းငြိမ်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆိုက်ရောက်တော်မူကြပါစေကုန်သတည်း